အီရန်အဆောင်တိုက်ရဲ့ရေတပ်ဗိုလ်ချုပ်ကြီးအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းတေဆုံးမလ26ရက်2026အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်အီရန်တော်လှန်ရေးအဆောင်တိုက်ရဲ့ရေတပ်ဗိုလ်ချုပ်ကြီးအလီရီဇာတန်စီရီတေဆုံးခဲ့ပြီဖြစ်တယ်လို့အစ္စရေးကကြေညာပါတယ်။ဒီတေဆုံးမှုကိုအစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကမတ်26ရက်ကြာသပတေးနေ့မှာအတည်ပြုပါတယ်။မနေ့ညကတိကျပြီးစစ်စင်ရေးတစ်ခုအတွင်းအစ္စရေးစစ်တပ်ကတော်လှန်ရေးအဆောင်တိုက်ရဲ့ရေတပ်ဗိုလ်ချုပ်ကြီးတန်စီရီနဲ့အတူရေတပ်ကွက်ကဲမှုရဲ့အကြီးတန်းအရာရှိများကိုဖယ်ရှားခဲ့တယ်လို့ကာဝေးရေးဝန်ကြီးကတ်စ်ကဗီဒီယိုကြေညာချက်တစ်ခုမှာပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံဘန်နာအဘတ်စိတ်ပိုင်းမြို့ရှိရေတပ်အခြေစခန်းကိုအစ္စရေးလေတပ်ကတိကျစွာပစ်မှတ်တိုက်ခိုက်ခဲ့စဉ်တေဆုံးသွားခဲ့တာလို့သိရပါတယ်။ဗိုလ်ချုပ်ကြီးတန်စီရီဟာကမ္ဘာစီးပွားရေးအတွက်အရေးပါတဲ့Hormuz ရေလက်ကြား Strait of Hormuz ကိုမိုင်းထောင်မှုပိတ်ဆို့ဖို့ကြိုးစားမှုတွေနဲ့ဒေသတွင်းသင်္ဘောများကိုအကြမ်းဖက်တိုက်ခိုက်မှုလှုပ်ဆောင်ရာမှာတိုက်ရိုက်တာဝန်ရှိသူဖြစ်တယ်လို့အစ္စရေးကဆွဆွဲထားပါတယ်။မကြာသေးမီရက်တွင်းမှာအစ္စရေးတပ်ဖွဲ့တွေကအီရန်ရဲ့ရေတပ်ပိုင်ဆိုင်မှုများကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးရဲ့ပြီးခဲ့တဲ့အပတ်ကလေကြောင်းတိုက်ခိုက်မှုအတွင်းCaspian ပင်လယ်ရှိအီရန်ရေတပ်သင်္ဘောများစွာကိုထိမှန်ပြီးဒုံးကျည်စနစ်တွေထောက်ပံ့ရေးသင်္ဘောများနဲ့ကင်းလွယ်ရေယာဉ်တွေလည်းတိုက်ခိုက်ခံရတာမှာပါဝင်ပါတယ်။ယခုရေတပ်ဗိုလ်ချုပ်ကြီးတပ်ဖြတ်ခံရတဲ့ဖြစ်ရပ်ဟာဖေဖော်ဝါရီ28ရက်နေ့အမေရိကန်အစ္စရေးပူးကျက်တိုက်ခိုက်မှုတွေစတင်ကြတဲ့ကအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အာလီခါမေနီနဲ့အစ္စလာမစ်သမ္မတနိုင်ငံရဲ့ဩဇာအကြီးမားတဲ့လုံခြုံရေးအကြီးထိုင်အာလီလာရီဂျာနီအပါအဝင်အီရန်ထိပ်တန်းအရာရှိများစွာကိုတပ်ဖက်ခံရပြီးနောက်ထပ်မံပေါ်ပေါက်လာတဲ့အကြီးမားဆုံးသောလူချမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အီရန်ဘက်ကတော့ဒီသေဆုံးမှုနဲ့ပတ်သက်ပြီးတစုံတရာတရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမဲ့လည်းလက်တုံတိုက်ဖြန့်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။